ကိုပျောက်ဆုံးနေပြီလို့ခံစားနေရတဲ့လူတွေရှိလားအခြေအနေအကြောင်းရင်းပေါင်းစုံကရိုက်ခတ်လိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ real self တစ်ခုကိုယ့်ရဲ့ယက်တည်မှုတစ်ခုပျောက်နေတယ်လို့ခံစားနေရတဲ့လူတွေပါလားအဲ့ဒီလူတွေအတွက် solution လေးတချို့ကျွန်တော်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်အနေနဲ့ခင်ဗျားကိုအပြည့်အဝနားလဲပါတယ်ဒီလိုမျိုးအခြေအနေတွေမှာတော့မှခင်ဗျားအနေနဲ့အကောင်းဆုံးရှင်သန်ယက်တည်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ် solution တချို့ကျွန်တော်စပြီးတော့မှပြောပါမယ်နံပါတ်1ကခင်ဗျားအနားယူဖို့လိုအပ်ပါတယ် relax လုပ်ဖို့လိုအပ်ပါတယ်တကယ်ကိုမှစိတ်ရောကိုယ်ရော relax လုပ်ဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတော်တော်လေးကိုပြင်ပန်းခဲ့ပြီရှေ့ဆက်သွားရမယ့်ခရီးအတွက်ခင်ဗျားဒီချိန်မှာအနားယူဖို့လိုအပ်ပါတယ်စိတ်ရောကိုယ်ရောကောင်းကောင်းကြီးကိုအနားယူဖို့ relax လုပ်ဖို့လိုအပ်ပါတယ် relax မလုပ်ရင်ခင်ဗျားရှေ့ဆက်သွားတဲ့အခါမှာခင်ဗျားအတွက်လိုအပ်တဲ့လုံလောက်တဲ့စိတ်ပိုင်းဆိုင်ရာစိတ်သက်ခွန်အားတွေမပါဘဲနဲ့ခင်ဗျားရှေ့ဆက်သွားရရင်ခင်ဗျားအနေနဲ့ပို့ပြီးတော့ပြင်ပန်းပါလိမ့်မယ်ဒီချိန်မှာကိုပျောက်ဆုံးနေတယ်လို့ခံစားနေရပြီဆိုရင်ပထမဆုံးလုပ်ရမှာကခဏလေးနားယူလိုက်ပါဒုတိယတစ်ခုကခင်ဗျားအနေနဲ့အနားယူနေစဉ်အတွင်းမှာပဲခင်ဗျားရဲ့တည်ကြည်မှုတွေခင်ဗျားရဲ့စိတ်သက်ခွန်အားတွေခင်ဗျားရဲ့တမာတိတွေဒါတွေတက်လာအောင်လုပ်ဖို့အတွက်ခင်ဗျားယုံကြည်ရာဘာသာရေးပဲဖြစ်ဖြစ်ခင်ဗျားယုံကြည်တဲ့တရားထိုင်နည်းမျိုးပဲဖြစ်ဖြစ်ခင်ဗျားရဲ့စိတ်ကိုတည်ငြိမ်အောင်လို့ပို့ပြီးတော့စူးစီးနိုင်မဲ့ meditation practice တစ်ခုခုကိုခင်ဗျားအနေနဲ့အချိန်အတိုင်းအတာတစ်ခုအထိစီကံရှိလေးစက်တိုက်လေးလုပ်ဖို့လိုအပ်ပါတယ်အဲ့ဒီကနေပြီးတော့ရတဲ့စိတ်သက်တည်ငြိမ်မှုလေးစိတ်သက်တည်ကြည်မှုလေးတစ်ခုနဲ့ခင်ဗျားရဲ့အနာဂတ်ကိုမီးမောင်းထိုးပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်နံပါတ်3ချက်အနေနဲ့အဲ့ဒီလိုတွေလုပ်နေစဉ်အတွင်းမှာပဲခင်ဗျားဝါသနာပါတဲ့ဒါမှမဟုတ်ရင်ခင်ဗျားလုပ်နေကြအလုပ်တွေဖြစ်တဲ့ဒါမှမဟုတ်ခင်ဗျားလုပ်ချင်တဲ့အလုပ်တွေတစ်ခုခုကိုဖြစ်သေးလေးတွေကနေပြန်စပြီးတော့ပြန်လုပ်ကြည့်ပါခြေတလန်းချင်းစပြီးတော့လှမ်းကြည့်ပါခင်ဗျားအတွက်ခင်ဗျားလုပ်နေကြအလုပ်တွေခင်ဗျားလုပ်ချင်တဲ့အလုပ်တွေကိုတစ်ခုချင်းစီကနေစပြီးတော့လောဘမကြီးပဲနဲ့အလုပ် flow တစ်ခုလည်းပြန်ဝင်နေဆိုတဲ့ခံစားမှုတစ်ခုရအောင်လို့သေးလေးတွေကနေပဲပြန်စပြီးတော့ငါအလုပ်လုပ်နိုင်နေဆိုတဲ့ခံစားချက်တစ်ခုအဲ့ဒီ awareness တစ်ခုပြန်ပြီးတော့ရအောင်လို့သေးလေးတွေကနေပြန်စပြီးတော့ပြန်လုပ်ကြည့်ပါလောဘမကြီးပါနဲ့နံပါတ်4ကခင်ဗျားပြန်ပြီးတော့တည်ကြည်စပြုလာတဲ့အချိန်တည်ငြိမ်စပြုလာတဲ့အချိန်မှာခင်ဗျားဘယ်ကိုသွားမှာလဲခင်ဗျားဘာကိုကြိုက်တတ်တဲ့လူလဲခင်ဗျားဘာအတွက်ဆက်ပြီးတော့အလုပ်တွေလုပ်မှာလဲဆိုတာတွေကိုကိုယ့်ကိုပြန်လဲရှာဖွေဖို့အတွက်ကိုခင်ဗျားအနေနဲ့ journaling တွေရေးတာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်ရင်ခင်ဗျားအနေနဲ့ goal setting တွေချတာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်ရင်ခင်ဗျားရဲ့ရှေ့ရေးအတွက် strategy တွေထုတ်တာဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီလိုမျိုးခင်ဗျားဘယ်သွားမှာလဲအဲ့ဒီလိုသွားဖို့အတွက်ဘာတွေလုပ်မှာလဲဆိုတော့တိတိကျကျသိသွားပြီခင်ဗျားမှာစိတ်သက်တည်ကြည်မှုလည်းပြန်ပြီးတော့ရနေပြီဆိုရင်ခင်ဗျားရှေ့ဆက်သွားဖို့အတွက်ကောင်းမွန်တဲ့ strategy တွေရောအဲ့ဒီလိုကောင်းမွန်တဲ့ strategy တွေကိုခင်ဗျားကိုယ်တိုင်လိုက်ပြီးတော့အလုပ်လုပ်နိုင်ဖို့အတွက်ကောင်းမွန်တဲ့ energy တွေရှိနေတဲ့ခင်ဗျားရဲ့ state ဆိုတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကောင်းတစ်ခုကိုခင်ဗျားစီမှာရှိနေပြီဆိုရင်ခင်ဗျားအနေနဲ့အလုပ်ဆက်လုပ်ရုံပဲကြံတော့တယ်ကျွန်တော်အခုပြောသွားတဲ့အချက်၄ချက်ကတကယ်လိုက်လို့ရင်ခင်ဗျားတို့တကယ်ကိုအကျိုးရှိစေမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်အနေနဲ့လာမယ့် April 20ရက်နေ့တနင်္ဂနွေနေ့မှာအခမဲ့ goal setting training လေးတစ်ခုလုပ်ပေးဖို့ရှိပါတယ်ခင်ဗျားအနေနဲ့ကိုပြန်လဲရှာဖွေခြင်းနဲ့ကိုယ့်ရဲ့ goal setting ကိုပြန်ပြီးတော့ချခြင်းနဲ့ကိုရှေ့ဆက်ရှောက်ဖို့အတွက်လိုအပ်နေတဲ့ energy တွေခွန်အားတွေလိုအပ်နေတယ်ဆိုရင်ကျွန်တော်လုပ်ပေးမယ့် goal setting training လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဒီ training ကနေခင်ဗျားအတွက်ရှေ့ဆက်ဖို့အတွက်တစ်ခုတော့ရသွားမယ်ဆိုတာကျင်းသေးတယ်လို့ကျွန်တော်အနေနဲ့အာမခံပြီးတော့ပြောချင်ပါတယ်ကျွန်တော်နာမည်ကတော့ငိမ့်ထက်လင်းပါ trainer and coach ဖြစ်ပါတယ်